ในงานเย็ดพวยกูท้องชิลีลาใบมาต้องเยลิจินเยจองบอกไอ้มาซาบิตินันเตียวเตะปีรอนท้องชิมาเวตินันบีตัวเรามงอยู่แต่ยิงกูนี่ตาวันทันสองปีรอนท้องเนี่ยเสียดอกชิมบีเปลี่ยนย้อนแล้วซาใบมาเราอาณาทิ้งเนี่ยบอกนอกไปจะเราเลยจะเราอาณาทิ้งเนี่ยสวยมากตัวดูปีตัวสาวกงลงมาพิจารณาไอ้สกาบเนาะเปลี่ยนตัวเราบ่ไอ้เทมาวัดพิจารณาสุดแล้วมีบ่ดูเนี่ยดูปุ๊กกูชินขันอยู่เช็ดชิมมาดูเลยเขาจะเราวัดพิจารณาชินเลยมีอะไรกว่าเราบ่มีรบพิจารณาเราถ้าพูดเทมาเราฉันเนี่ยพิจารณาส่วนไอ้ลุงมีติดมาด้วยเอาแต่ชั่วบุกรีแต่ชั่วตัวได้ยินได้ส่วนเนาะไอ้ลูกเพื่อชาเสียสังขารอะไรสิเดพี่อาสุดแล้วพี่อาเรามีบ่เว้นี่มีป้องส่งเนี่ยเว้ตัวเราพี่อาปีจาระบ่เว้อันนู้นนี่เนี่ยพี่บ่เนาะนี่มีป้องส่งบ่พี่อาเราปีจาระเว้สันดาบยาเราไอ้ยันนี่ทราบเรากูป้องตีเนี่ยซาซีดีเอ็มลูกจาระเราอาชีพเสกลูกเลยสิมบิวอาชีพเสกชินเลยหัวพันไม่มาชุกเท่ๆอะไรสิเดไอ้ข้าจะอาชีพเสกที่พิจารณาเขตเลยนักส่งจะรอที่โซเฟียตัวนี้ชิ้นเดียวเว้ตัวนี้อาชีพเสกพิจารณามีไปมาจนว่าพี่ตัวนี้ปูบองผูส่งพิจารณาเดียวยาวละเขตแล้ว CDM ก็ท้องเส้นนี้เซตลาใบเลียนนี้เสร็จแล้วไปเสลียนนี่บ่ไอ้ยันนี่ทราบมาทอลลาดีเราเสร็จแล้วไปเสงายนี่ยาวได้บ่พอมาลูจีสันดาเลียวพิวามลาตัวเนี่ยดูวัดพิจารณาบ่เนาะนี่เนาะ CDM โลกเนาะอาชีพมาตัวเร CDM นี่แหละอัตขาอะไรบ่ဒီလိုမျိုးလေးတွေချင်းချောက်မှုလေးတွေဝါဒဖြန့်နေရှိတယ်အခုကျွန်တော်တို့ဒီရောရောက်လာတယ်တရင်ပြန်ကြားသလောက်ပေါ့နော်ကျွန်တော်တို့လည်းတပ်ပစ်တယ်ဆိုတော့ပုံစံမျိုးဝါဒဖြန့်တာတွေလည်းရှိတယ်နောက် CDM မလုပ်ရဲအောင်ပေါ့အဲ့လိုမျိုးတွေဝါဒဖြန့်တာတော့ရှိတယ်ဟိုမှာနေတော့တပ်ဖွဲ့ဆိုတော့အဘောကအမိချတဲ့အတိုင်းပေါ့နော်ဒီလိုလေးပဲတွားမှာကိုရဲ့နိုင်ရပေါ့တာဝန်ထမ်းရတာပေါ့ဒီမှာတော့အကုန်လုံးကကြိုဆိုကြတယ် EC တက်တောက်တက်တာနဲ့နေနိုင်အောင်ထားပြီးကြတယ်အကုန်လုံးအဆင်ပြေအောင်ထားကြတယ် CDM လုတ်ချင်းတဲ့ပုဂ္ဂိုလ်တွေတငယ်ချင်းတွေအများကြီးရှိပါတယ်ကိုယ့်ရဲ့ဆရာတွေကအစရှိတယ်ဒါပေမဲ့လည်းသူတို့ရဲ့အခက်အခဲတွေကြောင့်တချို့ကြတော့လည်းမိသားစုနဲ့အဲ့မထဲမှာနေတယ်အပြင်ကိုလုံးဝထွက်လို့မရဘူးတချို့ကြတော့လည်းအဆက်အသွယ်မရှိတဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေရှိကြတယ်ချင်းချုံမှုနှီးမြောပေါင်းစုံဆိုတော့ယုံထွက်လို့မရတဲ့အတိုင်းအတာနဲ့မထွက်နိုင်သေးဘူးစီတယ်မလုပ်နိုင်သေးဘူးပေါ့အဲ့လိုပုံကိုယ်တွေရှိတယ်တွားမယ်အစင်းစစ်တာတကောင်စင်းစစ်တာဆိုတွားပြီးဆိုရင်လေပြည်သူနဲ့ကိုနဲ့ကရန်သူလိုဖြစ်သွားပြီဆိုတော့လေအဲ့မှာတပ်ဖွဲ့မှာနေတော့ပြည်သူကပေါ်ဖွာလာတဲ့ရဲတပ်ဖွဲ့တယောက်ပဲကိုလည်းဆိုရင်မှစိတ်မကောင်းခြင်းများစွာနဲ့တွားရတယ်တွားပြီးဆိုရင်လည်းအဲ့လိုပဲဟိုဖက်တစ်ဖက်ရန်သူလိုပဲကြောက်စိတ်တွေမွေးပြီးတော့တွားရတဲ့အချိန်တွေတော့အများကြီးရှိတာပေါ့နော်အဲ့လိုမျိုးတွားရတော့တပ်ဖွဲ့မှာတော့အဲ့လိုမျိုးပြည်သူတွေနဲ့တွေ့လို့ရှိရင်ဒီလိုမတင်ကားတာတွေ့လို့ရှိရင်ဖမ်းပါစီးပါဒီလိုမျိုးအမိတ်ပေးเสียမလို့တော့ဘဲနဲ့တွေးသားထဲကိုရောက်သွားတယ်လို့မျိုးပုဂ္ဂိုလ်တိုင်းမှာအဲ့လိုဖြစ်တော့အစင်တော့တိတ်မပြေဘူးပေါ့အဲ့ဒီဟိုတော့ရှိတယ်ဘယ်သူမှဆိုကိုဟိုအန်ဒီပြုတ်နိုင်မဲ့ပုဂ္ဂိုလ်လိုမျိုးသူမျက်စိထဲမှာနည်းနည်းမြင်လိုက်တာနဲ့သူကဖမ်းမယ်စီးမယ်ဆိုတဲ့စိတ်တည်ကြီးမွေးကြတော့အကုန်လုံးကကြောက်ကြက်တည်ဖြစ်ကုန်တာပေါ့အစင်မပြေဘူးပေါ့ညွန်ကြားလာလေညွန်ကြားစာတွေလည်းရှိတယ်ဒါပေမဲ့တချို့ကတော့ညွန်ကြားဆရာမလို့ပဲနဲ့လေတပ်ဖွဲ့ဝင်တိုင်းကသူ့သွေးသားထဲကစီစဉ်ပြီးသားပုံစံမျိုးဖြစ်နေတော့အဲ့လိုပဲလုပ်ကြတာပဲဒါကြတော့မြန်မာစစ်တပ်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့
အတူတူပူးပေါင်းပြီးတော့သွားရတာဆိုတော့လေတချို့နေရာတွေမှာအနှင်ခံရတာတွေတော့ရှိတယ်တချို့ပုဂ္ဂိုလ်တွေတချို့အရာရှိတွေကြတော့လေတန်းတူဆက်ဆံပြီးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဒါပေမဲ့များသောအားဖြင့်ကတော့စစ်တပ်နဲ့ရဲနဲ့တွဲထားလို့ရှိရင်လေစစ်တပ်နဲ့ရဲနဲ့မတည့်ဘူးအဲ့လိုမျိုးအနှင်ခံရလို့အဲ့လိုတွေတော့ရှိတယ်ကျွန်တော်အနေနဲ့ကတော့ဖြစ်နိုင်လို့ရှိရင်ပြည်သူနဲ့ဒီလိုပဲပူးပေါင်းပြီးတော့လေနေနိုင်တော့ပိုကောင်းမယ်လို့ကျွန်တော်အမြင်နဲ့တော့ပြောချင်တာပေါ့ရုံမထွက်နိုင်တဲ့သူတွေလည်းရုံထွက်နိုင်အောင်ကြိုးစားပြီးတော့လေပြည်သူနဲ့လာပူးပေါင်းရင်ပိုပြီးမှသူတို့အတွက်လည်းစိတ်ပိုချမ်းသာမယ်ပေါ့အဲ့ဒါကြောင့်သူတို့စိတ်ပါဝင်စားတဲ့သူတွေလည်းချိတ်ဆက်နိုင်လို့ရှိရင် CDM အမြန်လုပ်ရင်ကျွန်တော်အားပေးတယ်အကုန်လုံးကတော့ကြောက်စိတ်ရှိကြတာကြီးပဲသူတို့ရောက်လာတဲ့သူတွေလည်းကြောက်စိတ်နဲ့သတိပေါ့သူတို့ကတော့အဲ့လိုပဲရှိမှာပုဂ္ဂိုလ်တိုင်းကျွန်တော်တို့နေတော့ကလည်းဒီလိုပဲရှိခဲ့တာပဲကြောက်စိတ်နဲ့တာဝန်ထမ်းရတာတို့ချင်းချောက်မှုတွေမျိုးပေါင်းစုံပေါ့အဲ့လိုတွေတော့ရှိတယ်ပုဂ္ဂိုလ်တိုင်းမကြောက်ဘူးဆိုတဲ့သူလည်းကြောက်စိတ်နဲ့ပဲလုပ်ရတာပါပဲဒီလိုပေါ့ခုနကဆရာတို့မြင်တယ်လို့ဒီတိုင်းသားလက်နဲ့ကင်ပေါ်ဘယ်လိုမြင်တယ်လဲဆိုတဲ့အပေါ်မူဒီပြီးမှပြောရင်တော့ကျွန်တော်အဲ့မှာနေတော့ကပေါ့နော်ရန်သူကတော့ကိုရန်သူကလည်းကိုရန်သူလို့ပဲတတ်မှတ်မှာပဲရန်သူကိုရန်သူလို့သဘောထားဖို့ဒီလိုနဲ့ပဲညွှန်ကြားကြတာပေါ့ပြည်သူဟိုပါလေပြည်သူစစ်တပ်ပါညာအဲ့လိုမျိုးသူတို့စိတ်ထဲမှာမရှိဘူးအကုန်လုံးလက်နဲ့ကင်ဖွဲ့စည်းဆိုတာကိုယ်ဖွဲ့စည်းမှုရန်သူကြီးပဲတတ်မှတ်ကြတာပဲအဲ့လိုပဲကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာတော့အဲ့လိုမကြုံဘူးစီးတိုက်ပြီးမှသွားခိုင်းတာတော့မရှိဘူးပေါ့အဲ့လိုစီးရီပါရီထိုးရှီတန်းသွားတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးကြားတော့ကြားဖူးတယ်ကျွန်တော်ကတော့ကျွန်တော်နာမည်ကအောင်ဖြိုးမြင့်ဖြစ်ပါတယ်ကျွန်တော်ကရခိုင်ပြည်နယ်မှာတောင်ကုန်းမြို့မှာနေပါတယ်ကျွန်တော်မိသားစုတွေကတော့အခုလက်ရှိတောင်ကုန်းမှာပဲနေကြပါတယ်ကျွန်တော်2019 9 လပိုင်း10 ရက်နေ့မှာမြန်မာတပ်မတော်ထဲကိုစတင်ပြီးတော့ဝင်ခဲ့တာပေါ့နော်ဝင်ခဲ့တော့ကျွန်တော်9 လပိုင်းကနေပြီးတော့12 လပိုင်းလောက်ဒီကိုတင်တန်းရရှိတက်ခဲ့ရတာပေါ့ဗျာအကြာကြီးတက်ပြီးတော့ကျွန်တော်တင်တန်းဆင်းလာတော့မုံရွာမှာနမခတိုင်းမှာစာပြီးတာဝန်ထမ်းဆောင်ရတာပေါ့တာဝန်ထမ်းဆောင်တဲ့အချိန်မှာအာဏာမသိမ်းသေးဘူးပေါ့နော်အာဏာမသိမ်းသေးတဲ့အချိန်မှာတော့တက်တွင်းထဲမှာစစ်သားချင်းတော့စီလုံးညီမှုလို့ရှိကြတယ်ပြီးလို့ရှိရင်ဒီလူမျိုးရေးပဋိပက္ခတွေလည်းအရင်မထိုးရသေးတော့ကျွန်တော်တို့လုပ်ခဲ့တဲ့ဟာကအမှန်လားအမှားလားဆိုတော့တရားမသိတဲ့အချိန်လေးပေါ့ဗျာအဲ့ဒီအချိန်မှာ2021မှာအာဏာစသိမ်းလိုက်ပါအာဏာစသိမ်းလိုက်တော့ဘာတွေဝါဒဖြန့်တယ်လဲဆိုတော့ဒီနိုင်ငံကြီးကကျွန်တော်တို့စစ်တပ်ကမှအာဏာမထိန်ခဲ့ဘူးဆိုရင်လုံးဝကိုကျွန်တော်လည်းအဖက်ဆယ်မရတဲ့အချိန်တစ်ခုရောက်သွားလိမ့်မယ်လို့သူတို့ဝါဒဖြန့်တာပေါ့အဲ့လိုဝါဒဖြန့်တဲ့အချိန်မှာဒါကျွန်တော်တို့လူငယ်တယောက်အနေနဲ့ညံပြီးတော့စဉ်းစားကြည့်တဲ့အခါမှာတကယ်တော့ပုံကိုရေးရပဲသူတို့ကဝါဒတွေလိုက်ဖြန့်ကြတယ်အဓိကပြောမှဆိုတော့သူတို့လူကြီးပိုင်းတွေပေါ့သူတို့ရဲ့ပြောမှဆိုတော့စီးပွားရေးဖက်နေရှိလို့လာတာတခုခုကြောင့်ပဲသူတို့အဲ့လိုမျိုးအာဏာသိမ်းရတဲ့အဲ့တော့ကျွန်တော်တို့ကသိတယ်ကျွန်တော်တို့ဝါဒဖြန့်တဲ့အနေထားတော့ဗာလဲဆိုတော့ဒီအာဏာမသိမ်းခဲ့ဘူးဆိုရင်ကျွန်တော်နိုင်ငံကြီးကဖိနေဖြစ်တယ်ပေါ့ဗျာအဲ့လိုမျိုးအစိုးဖက်တွေပြောပြီးတော့အာဏာသိမ်းလိုက်တယ်အဲ့အချိန်မှာအာဏာသိမ်းပြီးခါစားမှာပြည်သူတွေဘာမှစတာပဲစူဘူးအောင်ကြွမှုတွေဖြစ်လာတော့စစ်တပ်ကနေပြီးတော့ပြည်သူတွေကိုဘာကြောင့်ဘာအဖြစ်တင်ညာအဖြစ်တင်ကျွန်တော်တို့ကလည်းအဲ့အချိန်ကဆိုတော့ဘာမှကနမသိတဲ့အချိန်ဆိုတော့ဟုတ်တယ်မကိုပြည်သူနဲ့အပြန်အလှန်တိုက်ခိုက်နေရတဲ့အချိန်မျိုးတွေတော့ကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒါတွေကဘယ်လိုပြန်ပြောမလဲဆိုရင်နောက်အခြေရှိဆက်ဆံလာတော့ပြည်သူတွေကမှန်ပြီးကိုရီးယားမှားနေမှန်ကိုတွေတိလာတယ်ပေါ့နော်ကိုတွေတိလာတော့ငါတို့ကပြန်ပြင်လို့ရသေးတာပဲပဲချိန်ပြန်ပြင်မလဲပေါ့ကျွန်တော်အဲ့လိုနေတော့ဒီကျွန်တော်မုံရွာကနေပြီးတော့ဒီဟာခါတစ်ချက်ကိုစတင်ပြီးတော့တပြောင်းနဲ့တာဝန်ကြတယ်တာဝန်ကြတော့ဒီဟာခါမျိုးစားရောက်တော့ဒီအပေါ်ဒီဖက်မှာတော့အရင်ကြီးကိုဆန္ဒပြရတယ်ဘာညာသိမရှိဘူးနည်းနည်းတော့ကျွန်တော်တို့အေဂျင့်နဲ့ထင်တာပါဗျာအေဂျင့်နဲ့ထင်တော့အဲ့လိုပဲနေနဲ့နောက်တော့ဒီကျွန်တော်တို့ဒီဟာခါမျိုးဒီမစ်စစင်းကြီးကိုစထွက်လာတာပါပဲ
2020ရှစ်လပိုင်းလောက်မှာစီစဉ်ဆက်ထွက်လာတယ်9လပိုင်း29ရက်နေ့မှာဆက်ထွက်လာပါဗျာဒီကြပြောရင်တော့ဆက်ထွက်လာတော့ကျွန်တော်ရှစ်လပိုင်းတစ်လလုံးရှင်းတမ်းမှနေတယ်အရှင်စီဒီယန်လုပ်ချင်တာကတော့ဟာခါစားရောက်ကြတဲ့စီဒီယန်လုပ်ချင်နေတာကြာပြီဒါပေမဲ့ဘသူ့ကိုဆက်သွယ်ပြီးတော့ကျွန်တော်ဖယ်သွားအောင်မယ်ဆိုတာအဲ့ဒါမျိုးမရှိဘူးမသိတဲ့ခါကျတော့ကိုယ်စိတ်နဲ့ကိုယ်ထွက်သွားပြန်ရင်လေတခြားအဖွဲ့နဲ့တွေ့လို့ရှိရင်စိတ်မဖြစ်မှကြောက်လို့လေအဲ့လိုမျိုးအရင်ကိုတွေ့ပြီးတော့နောက်တော့မှကျွန်တော်ရှစ်လပိုင်း29ရက်နေ့လောက်မှာဒီဘယ်လိုပြောမလဲဒီတိုင်းလန်လန်ကိုင်ပေါ်ရှင်းတိုင်းလန်လန်ကိုင်တခုဒီဖွဲ့ရတာမဟုတ်ဘူးနော်အဖွဲ့တစ်ခုနဲ့စံထန်ကလူတယောက်နဲ့ကျွန်တော်ဖုန်းဆက်တရတယ်ဖုန်းဆက်တရတော့သူတို့ကစီဒီယန်လို့ရှိရင်လူရှိလို့ရှိရင်ငါတို့စီချိုးတယ်ပေါ့ဗျာငါတို့ကျွတ်ဆိုးတယ်အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်မှရှိတဲ့တငယ်ချင်းတွေရယ်ကျွန်တော်မရှိကျွန်တော်အဲ့လိုမျိုးပြောမှတိုင်းမိတာပေါ့တိုင်းမိလို့ရှိလားမရှိဘူးလားအဲ့တော့ကျွန်တော်တို့နောက်ပိုင်းသူတို့ရှိရလဲအဆင်ပြေပြီဆိုတော့ကျွန်တော်တို့6လပိုင်း3ရက်နေ့မှာကျွန်တော်တို့ထွက်လာခဲ့တယ်တီးမေကထွက်လာတာပေါ့မျိုးနော်တီးမေစစ်စင်တီးမေကနေစစ်စင်ထွက်လာတော့ဒီကိုဒီ software CDF ကဟိုကာကွယ်ဝင်ကြီးခေါ်တဲ့ defense secretary နဲ့စတွေ့တာပဲ3ရက်နေ့မှာစရောက်တဲ့ဒီကိုအဲ့ဒါလည်းသူတို့ရှီရှာဆောက်တဲ့ရှီကနေပြီးတော့အခုချိန်ထိကတော့ဘယ်လိုပြောမလဲအဆင်ပြေပါတယ်ရဆက်ရဟိုဒီရောက်ပြီးနောက်ပိုင်းမှာလည်းသူတို့ဆက်ဆံတာတွေဘာဖြစ်တာရရင်ယူတွေ့ထူးတော့မရှိပါဘူးကျွန်တော်တို့လည်းအဆင်ပြေပါတယ်ဒါတော့ပါပဲလက်ဆောင်ပေးတာရှိပါတယ်ကျွန်တော်တို့လာတော့ကျွန်တော်တို့မှာလူ3ယောက်လာတယ်3ယောက်လာတော့တနက်က2လက်ပါလာတယ်တနက်2လက်ပါတော့သူတို့ကစူးကြီးလို့လည်းပြောလို့ရလက်ဆောင်လို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဂုံပြူတယ်လို့လည်းပြောလို့ရတယ်ပေါ့ဗျာတခုအဲ့လိုမျိုးကျွန်တော်တို့ကိုငွေချေးတဲ့လက်ဆောင်ပေးတာပေါ့ဖီယာပေးတာ pressure ဘာရှိလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့အနာသိမ့်ပြီးခါစားအရှိနေမှာအဲ့ဒီလူကြီးအစင်ကျွန်တော်တို့လက်အောင်ငယ်သားလေးပေါ့ဘလို့ဖိနေခါလဲဆိုရင်ဒီတိုင်းသားလက်နဲ့ခိုင်ဖွဲ့ရှိတွေကပြောမလဲဥပဒေနဲ့အဲ့ဆိုရင်မတရားတာမျိုးပေါ့မတရားတာမျိုးကျွန်တော်တို့နိုင်ငံကြီးကိုတစားစီပြိုကွဲတော့အောင်လုပ်တာမျိုးအဲ့လိုမျိုးလုပ်နေကြတာပေါ့ဗျာတကယ်လို့များမင်းတို့ကကိုလူမျိုးချင်းမို့လို့ကိုတိုင်းသားချင်းမို့လို့မတိုက်ရှင်ဘူးမင်းတို့ကသူနဲ့တော့ပူပေါင်းမယ်ဆိုလို့ရှိရင်မင်းတို့ကိုသူတို့ကကောင်းမဆက်ဆံမှာမဟုတ်ဘူးမင်းတို့မပါတဲ့ပစ္စည်းဘာညာတော့ယူပြီးတော့တက်လိုက်မှာအဲ့လိုမျိုးမင်းတို့ရဲ့အရင်ရှေ့ရသွားတဲ့လူတွေလည်းရှိတယ်သူတို့လည်းတက်လိုက်ပြီးအဲ့လိုမျိုးပဲဝါဒဖြန့်တာပေါ့ဗျာအဲ့လိုအကြောက်တရားတွေရအောင်လို့အဲ့လိုပဲဖိအားပေးထားတာပေါ့ကွာရှားမှုကတော့အနှဲငယ်လေးရှိတယ်ဒါမဲ့မပြောပါလားဘူးပြောမလားဒါမှပြောလိုက်ပါမယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီကိုမလာခင်မှာဒီကလူကြီးတရားရောက်နေကျွန်တော်တို့ဆက်သွယ်ခဲ့တယ်ကျွန်တော်တို့မင်းတို့လာခဲ့လို့ရှိရင်တော့မင်းတို့တွားမယ့်နေရာပေါ့ဒါမှမဟုတ်လုံခြုံတဲ့နေရာကိုငါတို့ပို့ပေးမယ်ငါတို့ရှိရောက်လို့ရှိရင်တော့မင်းတို့အလုံးလုံးကြုံပြီးစစ်ဖြစ်ပြီလို့သူတို့ပြောတယ်အဲ့တော့အခုတော့ကျွန်တော်ပြောတဲ့နေထားကလုံခြုံပါတယ်စစ်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွားခြင်းတဲ့နေရာလေးတရှိကြတယ်ကျွန်တော်ပါဝင်ကျွန်တော်ငယ်ကြီးနဲ့တွားခြင်းတွေရှိကြတယ်အဲ့ဒါကအခုကျွန်တော်တို့ကမတွားသေးဘူးပေါ့နော်အချိန်အားဖြင့်ဆိုရင်အခု6လပိုင်းဆိုရင်အခု3လပိုင်း6လကျော်သွားပြီဆိုပါစို့အဲ့ဒီအချိန်တွေမှာတချို့တော့သူတို့ကဘာကြောင့်ကြကြနေရလဲပေါ့တခုလန်ခီကြောင့်လားကျွန်တော်အဲ့ဒါလေးပဲရှိတယ်နည်းနည်းလေးပဲအရင်သူတို့ဆက်ဆံမှုရောသူတို့ကြိုပြောခဲ့တဲ့ဟာတွေရောအားလုံးကတော့ထပ်ထူကြပါတယ်အဲ့ဒီဟာလေးပဲနည်းနည်းလေးလွဲနေပါမချင်နေပါတယ်ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ဘယ်နိုင်ငံမှာမဆိုတက်မတော်တော့ရှိကြပါတယ်ရှိကြတယ်စစ်တပ်တဲ့ဝင်တာကမှားတယ်လို့တော့ကျွန်တော်မပြောချင်ပါဘူးကိုယ်နိုင်ငံရဲ့စစ်တပ်တဲ့ယောက်ျားတယောက်အနေနဲ့ကိုယ်နိုင်ငံကကွယ်ကျွန်တော်စစ်တပ်တဲ့ဝင်ကြတယ်ကျွန်တော်လည်းအဲ့ဒီရှင်နဲ့စစ်တပ်တဲ့ဝင်ခဲ့တယ်ဒါပေမဲ့စစ်တပ်တဲ့ရောက်တဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုတော့ဒီစစ်တပ်ဆိုတာကဒီပြည်သူတွေကိုကောင်းကျိုးပေးဖို့အတွက်ကိုဖွဲ့စည်းထားတဲ့ကာကွယ်ပေးရမယ်လေအခုဖြစ်နေတဲ့ဒေသတစ်ခုကတပ်တော်ကြီးကပြည်သူတွေကိုကာကွယ်မပေးဘဲနဲ့ပြည်သူတွေကိုပြန်ပြီးတော့တိုက်ခိုက်နေရတာမျိုးဆိုလို့ရှိရင်သူတို့ကမှားမှန်းမသိတော့မှကိုယ့်အကိုတော့မှားမှန်းသိတယ်အဲ့တော့သူအမှားရုံနဲ့လူတွေလက်ထက်မှာဆက်နေကြအောင်မလားကိုယ့်အကိုပဲအမှန်လည်းကြောင်းထက်သွားကြမှာလားဒါကိုစဉ်းစားပြီးတော့ကျွန်တော်ကတော့ဘယ်လိုပြောမလဲရန်ယူဟိုစစ်တပ်မှာရှိကြတဲ့မိတ်ဆွေတငယ်ချင်းဆရာကြီးတွေပဲအစားအလုံးကျွန်တော်လူ CDM မလုံနိုင်တော့မှတခု
ခုကနေပြီးတော့ဒီတိုင်းသားမျိုးကိုကူညီတဲ့အရာမျိုးတွေလုပ်ပေးစေချင်တယ်ပါဗျာ